တဲတို့တခုပြောပြမယ်နော်ကျို့အသေးတွေကလည်းပြောကြတယ်ပေါ့နော်သူများဗီဒီယိုအစားဆုံးကြည့်ပါတယ်ပေါ့ဒါပေမဲ့လည်း view တွေ follower မတိုးဘူးလို့ပြောကြပါတယ်ပေါ့နော်ဖြစ်ရချင်းရဲ့အဓိကအကြောင်းရင်းอ่ะပေါ့နော်ကိုကဗီဒီယိုတစ်ပုဒ်ကိုတင်ပြပြီဆိုလို့ရှိရင် TikTok ပေါ်ကတမ်းမစင်းသွားကြပါနဲ့ပေါ့နော်ယူရတက်လာတဲ့သူများဗီဒီယိုတွေကိုလည်းအစားဆုံးဝင်ကြည့်comment မှန်အသေးပေးပေါ့နော်အဲ့လိုတွေလုပ်ပေးရမယ်လုံးမလည်းကိုက follower တွေ view တွေတိုးတာပေါ့နော်အဲ့ယူရတက်လာတဲ့ဗီဒီယိုတွေကိုပေါ့နော်ငါပုတ်ဖြစ်ဖြစ်10ပုတ်ဖြစ်ဖြစ်ကြည့်ပေါ့နော်ကျမဆိုလို့ရှိရင်ငါပုတ်10ပုတ်မကဘူးပေါ့နော်တောက်လျှောက်ကျမအချိန်ပေးပြီးတော့ကြည့်ရပေါ့ရှင်ဒါကြည့်ရုံမပြီးဘူးပေါ့နော်ကျမဆိုရင်အသေးပေးတယ် comment မှန်တယ် save လုပ်တယ်ပေါ့နော် copy link တွေလည်းယူပေးတယ် respect တွေလည်းယူပေးတယ်ပေါ့နော်ဒါကြောင့်မလို့လဲကျမ follower view တွေတိုးတယ်ပေါ့နော်အသေးတို့လည်းအဲ့လိုမျိုးလုပ်ကြပါလို့ဝေမျှပါတယ်ရှင်အားလုံးပဲကျေးဇူးပါအကောင့်လေးလည်း follow လေးလုပ်ပေးတော့ကြပါအောင်ရှင်အားလုံးပဲချစ်တယ်ကြိုးရှိမှဆိုရင်ဗီဒီယိုလေး share ပေးတော့ကြပါရှင်